သူငင်းအောင်ဒီနေ့မင်္ဂလာပါနော်တကယ်ကြီးအောင်ကျွန်တော်ဒီနေ့တကယ်ကြီးတွေကိုထိုင်းနိုင်ငံ website အသစ်တကူပြန်ပေါ်လာပြန်ဒီ website လေးကျတော့ထွက်တာဟိုတလပိုင်းအစားထွက်ရနော်โอเคဒါဆိုရှင်တော့သူကတလစီသွားပြီနော်ဒါဆိုရှင်ဒီ website လေးကျတော့ကျွန်တော် YouTube အောက်မှာကျွန်တော် link ချလိုက်ပြီနော် alien စစ်တကယ်ကြီးတို့စိတ်ဝင်စားဆိုရင်စမှတ်ကြည့်လို့ရနော်ဒီ website လေးကျွန်တော်တို့တွေအစားစမှတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူကဒေါ်လာfree ပစံ100ပေးနော်ပတ်စံဒေါ်လာ100ပေးရပါနော်ပြီးလို့ရှိရင်ဒီဒေါ်လာ100ခဲကြကျွန်တော်တို့အရင်လေးပြန်ထုတ်လို့ရနော်โอเคဒါဆိုရှင်တော့ကျွန်တော်တို့စမှတ်ကြအောင်နော်အပေါ်ဆုံးနေရာကိုကျွန်တော်နှိပ်မယ်နော်ဒီခုကျွန်တော်ပြနေရလေးပေါ့နော်ဒီလိုကျွန်တော်တကယ်ကြီးနဲ့လင်းကိုတကယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမျိုးပုံစံပေါ်လာမှာနော်ပေါ်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးနေရာလေးကိုဒီခုကျွန်တော်မြားပြနေရလေးကိုနှိပ်ပြီနော်ပြီးလို့ရှိရင်သူကကျွန်တော်တို့ကိုပေးစမှတ်ခိုင်းမယ်နော်စမှတ်မဆိုလို့ရှိရင်အပေါ်ဆုံးမှာကျွန်တော်တို့3ညကိုလုံးဝမထည့်ရနော်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာလိုအပ်ချက်ကနေကိုကျွန်တော်တို့တူထည့်ပေးလိုက်ပါနော်ဒီမှာဒီညာလေးနှစ်ခုပေါ့နော်တူထည့်ပေးလိုက်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီညာလေးကိုနှိပ်ပေးလိုက်ရုံပါနော်โอเคဒါဆိုရင်ကျွန်တော်တစ်ချက်လောက်ကျွန်တော်စမှတ်လိုက်ပါနော်โอเคပြီးလို့ရှိရင်ဒီမှာကြသူဒီမျိုးပေါ်လာမှာနော်ပေါ်ပြီးဆိုကျွန်တော်တို့ဒီမှာနှိပ်ပြလိုက်ရုံပါနော်โอเคနော်တီးပြလာနော်ဒီမှာကြတော့ကျွန်တော်တို့နှစ်စာပါနော်ဒီမှာနှစ်စာဒီမျိုးနဲ့စောင့်နေပြီလားနော်ဒီမှာကြကျွန်တော်တို့သူကဘေခွိုင်းပတ်စံကိုကျွန်တော်တို့သူပေးဝယ်ခါရနော်ဒီမှာနော်ဘေခွိုင်းပတ်စံကျွန်တော်တူလို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာကျွန်တော်ပြမယ်တကယ်ကြီးလူပုံညာကိုကျွန်တော်တို့သွားနှိပ်ပါနော်လူပုံညာကိုနှိပ်ကြည့်မှဆိုလို့ရှိရင်စောပတ်စံ100ခဲကြတော့ကျွန်တော်အရင်လေးထောက်တာပွားပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာလာပြီးပါအောင်နော်ခုကျွန်တော်ပြဒီညာလေးကိုနော်ကျွန်တော်တူးမလို့ကျွန်တော်တို့နော်ဒီခုကျွန်တော်တူးရတာဒီမှာဒီမှာ53စီပါနော်ကျွန်တော်တူးရနော်တူးမဆိုလို့ရှိရင်တော့ဒီမှာဒီဒေါ်လာ100ကိုကြတော့သူကိုကျွန်တော်တို့ကိုဖလီပဲတူးလို့ပေါ့နော်တကယ်ချင်းအမြန်ဆုံးစမှတ်ပါနော်စမှတ်လို့ရှိရင်တကယ်ချင်းနေဖလီတူးလို့ရနော်ဒီတော့ဒီမှာနော်ဒီကောင်ကကြတော့ကျွန်တော်ဒီမှာ free တူးတာပါနော်ဒီဒေါ်လာ100နော်โอเคနော်ပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်လိုက်မယ်နော်ထွက်ပြီးလို့ရှိရင်ဒီမှာကြကျွန်တော်ပတ်စံအဲ့ပေါ့နော်ဒီမှာကြကျွန်တော်ပတ်စံအဲ့နော်တကယ်တော့တူးမဆိုလို့ရှိရင်အပေါ်ဆုံးနေရာကျွန်တော်နှိပ်ပြရမှာနော်ဒီမှာကြတော့ကျွန်တော်ပတ်စံအဲ့ကိုကျွန်တော်သွားကြည့်မယ်ဆိုလို့ရှိရင်နော်ဒီမှာပတ်စံထုတ်နေတယ်တွေ့ရအောင်နော်ဒီမှာအမျိုးမျိုးရှိပါနော်ဒီမှာဒေါ်လာရှိတယ်ဘီကွိုင်းရှိတယ်ပြီးလို့ရှိရင်ဒီမှာဒါထိုင်းငွေပေါ့နော်ထိုင်းငွေဆိုလို့ရှိရင်ကျွန်တော်တို့မပတ်စံထုတ်မဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာလေးကိုလာပြီးနှိပ်ပြရအောင်နော်ညာလေးနှိပ်မဆိုလို့ရှိရင်သူကကျွန်တော်တို့ဘန်နဲ့ချိတ်ခိုင်းမှာနော်ဒူလောဆယ်ကကြတော့ကျွန်တော်ဘန်နဲ့မချိတ်ရသေးဘူးနော်ဘန်နဲ့ချိတ်မဆိုလို့ရှိရင်တော့ဒီမှာကိုဘန်မျိုးစားကိုကျွန်တော်ရွေးပြရအောင်နော်ဘန်မျိုးစားကိုကျွန်တော်ရွေးပတ်စံထုတ်လိုက်ကြတော့ဒီမှာ200ပြည့်မှကျွန်တော်ပတ်စံထုတ်လို့ရအောင်နော်200ပြည့်မှဆိုလို့ရှိရင်တကယ်ကြီးပတ်စံထုတ်လို့ရပြီနော်โอเคနော်ဒီမှာကျွန်တော်ပတ်စံထုတ်မဆိုဘီခွိုင်းခုလောဆယ်ကကြတော့ကျွန်တော်ပတ်စံဘီခွိုင်းမှရှိနေဆိုဘီခွိုင်းကိုကျွန်တော်နှိပ်ပြရအောင်နော်ဘီခွဲနှိပ်မယ်ဆိုလို့ရှိရင်တော့ဒီမှာဘန်ကိုကျွန်တော်တို့ထည့်ပြရမှာဘန်ကိုကျွန်တော်ထည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ပေါ်ဆုံးမှာဒီဘန်နံပါတ်ထည့်မယ်ပြီးလို့ရှိရင်ကိုရဘန်မျိုးစားနံပါတ်ထည့်မယ်ပြီးလို့ရှိရင်ဘန်နံပါတ်ကိုကျွန်တော်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်ထည့်လိုက်ရပါတော့ဒီမှာနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့သူကဘန်ကိုချိန်ပြလိုက်မယ်နော်အော်တိုနော်ပတ်စံထုတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြနေရလေးကိုသွားမှာနော်ဒီညာလေးကိုသွားမယ်ဆိုဒီညာလေးထုတ်လို့ရအောင်နော်ပတ်စံထုတ်ဒီမှာထုတ်ရတယ်ဒီမှာထုတ်ရအောင်နော်ဒီမှာထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘာမထည့်ရသေးဘူးနော်ဒီမှာပတ်စံလဲမတက်တဲ့ငယ်ချင်းဆိုလို့ရှိရင်ပတ်စံဒီမှာလာပြီးလဲလို့ရအောင်နော်ဒီလိုကျွန်တော်တို့ဘီခွင်းပတ်စံမကြိုက်ဘူးဆိုဒေါ်လာပတ်စံကျွန်တော်လဲမဆိုလို့ရှိရင်တော့ဒီခုကျွန်တော်ပြနေရလေးမှာနှိပ်လိုက်မယ်နော်လဲမဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ပတ်စံဒီမှာဒီမှာဘီခွင်းမရှိတယ်မဟုတ်လားဘီခွင်းကျွန်တော်နှိပ်မယ်နှိပ်လို့ရှိရင်ကျွန်တော်ဘာပတ်စံလိုချင်တာကျွန်တော်ကတော့ဒီထိုင်းငွေပတ်စံလိုချင်လို့ရှိရင်ဒီမှာလာပြီးနှိပ်လိုက်မယ်နော်မနှိပ်နဲ့မဆိုလို့ရှိရင်သူကဒီအနှိမ့်ဆုံးလေးကြတော့ဒီမှာသူပြတာပေးတယ်ဘလားပြမလဲလို့ရမှာဆိုလို့ရှိရင်တော့ဒီမှာဒီမှာဆိုလို့ရှိရင်တော့ဒေါ်လာမပြည့်နော်လဲလို့ရအောင်နော်ဒေါ်လာမပြည့်ဘူးလဲလို့ရအောင်နော်โอเคဒါကျွန်တော်ပြန်ထွက်လိုက်မယ်နော်ထွက်ပြီးလို့ရှိရင်တကယ်ချင်းတွေစမှတ်ပေးထားရအောင်နော်ကျွန်တော်ဘာမှလုပ်စားမလုပ်ဘူးတကယ်လို့စမှတ်ပြီးလို့ရှိရင်တကယ်ချင်းတွေကဒီမှာစမှတ်ပြီးလို့ရှိရင်ဒီမှာဒီမျိုးပြထားရအောင်နော်ဘာမှမလုပ်သေးဘူးပတ်စံသူ့အော်တိုဝင်နေနော်သူ့တူတာပေးနော်ဒါထိုင်းငွေနဲ့ပတ်စံထုတ်လို့ရတယ်တကယ်လို့ထိုင်းငွေမလို့ရှင်တကယ်ကြီးဆိုလို့ရှိရင်တော့ဒေါ်လာနဲ့လည်းကျွန်တော်တို့ထုတ်လို့ရအောင်နော်ဘီခွိုင်းနဲ့လည်းထုတ်လို့ရအောင်နော်ပတ်စံအစီတကယ်ကြီးဆိုနော်ကဲလို့တကယ်ချင်းတွေကဒီထိုင်းစားသူရဒီရစကားဖတ်မတတ်ဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်ဘာသာပြောင်းလို့ရအောင်နော်ဒီမှာနော်ဒီညာလေးကျွန်တော်နှိပ်ပြလိုက်နော်နှိပ်ပြီဆိုလို့ရှိရင်ဘာသာပြောင်းလို့ရအောင်နော်ဒီမှာကိုကျန်နေတဲ့ဘာသာအင်္ဂလိပ်ဘာသာယူမလားပြီးလို့ရှိရင်ထိုင်းဘာသာယူမလားဆိုတော့ပြောင်းလို့ရအောင်နော်